အလားတူပဲဘလို့မှရှောင်လွှဲလို့မရတာကနော်ဘယ်နည်းနဲ့မှရှောင်လွှဲလို့မရနိုင်တာကကျွန်တော်ပြောချင်တဲ့ CDN လောက်လာတဲ့နိုင်ငံဝန်ထမ်း CDN အတီးတီးကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော် CDN လောက်လာတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမအများအလားတူပဲတော်ထမရောက်ရှိလာတဲ့ PDF ညီငယ်ညီမများနော်ကျွန်တော်အနေနဲ့ဥစားပြီးပြောချင်တာပေါ့နော်ကျန်တဲ့ပေါ့နော်နိုင်ငံကြီးနဲ့ပတ်သက်တာလေအကိုတွေညီမတွေညီတွေလည်းတတိပြေးချင်ပါတယ်အားလုံးမှာနော်ထော်ထားလေးကိုခုနကယူသွားကြပါဘယ်နာပဲတော်တော်ပေါ့နော်ခုရက်ပိုင်းမှာဖန်စီတော်တော်များနေပါတယ်ထန်းနိုင်ငံမဲဆောက်မှာလည်းနော်တော်တော်များများဖမ်းနေတာတော့သူရှိမြင်နေရပါတယ်နော်အလားတူပဲဒီနေ့ဆိုလို့ရှိရင်လည်းကျွန်တော်ပြောချင်တာအခုဆွဲပြီးတော့ဖမ်းသွားတဲ့အတိုင်းတာလေးရှိတယ်အစည်းထဲမှာလည်းတချို့မြင်တွေ့နေရဘလို့ရှိတယ်ဆိုတော့အရက်ဝတီနဲ့၄-၅ယောက်မတိမတာဈေးဝယ်တူလူဘာလို့နဲ့စောင့်ကြည့်တဲ့အနေထားလေးတွေနဲ့စောင့်ကြည့်နေကြတယ်အလားတူပဲသူတို့ရဲ့အနေထားကိုမြေပြင်တုတ်တက်ချက်ရသူတို့ရဲ့ဘာလှုပ်ရှားတယ်ဘာလှုပ်တယ်ဆိုနော်ခက်လို့ okay ဖြစ်ပြီဆိုတာ ਨੇ သူတို့ချင်းသူတို့ဆက်တွေ့ပြီးတော့လာဖမ်းကြအောင်ငင်းနေဆိုတော့တုံမောင်းကနှစ်စီးလောက်နဲ့ဖွစီစုံလို့လာဖမ်းကြတဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံသားကိုညှက်ဖမ်းတဲ့အခါကျဘယ်ပြေးပေါက်ရှိမလဲမိသွားတာပေါ့အဲ့ဒီဆက်မှာကျွန်တော်ပြောတဲ့ကထောက်ထားရှိမှသာလေတောင်းလွတ်မှာပေါ့နော်ထောက်ထားမရှိရင်အမတန်မှခက်ခဲလေးလိုရှိပါတယ်အလားတူပဲကျွန်တော်ပြောချင်တာမိမိတို့အတီးတီမှာထောက်ထားလေးလှုပ်စီချင်ပါတယ်နော်ထောက်ထားလေးလှုပ်ကြပါလို့ကျွန်တော်နေနဲ့လေမေတ္တာရက်ခံပါတယ်နော်ကျွန်တော်မေတ္တာရက်ခံပါလေထောက်ထားလေးလှုပ်ကြပါနော်ခုကြပါမှချိန်လေးတော်တော်ဆူဆူလေးဖြစ်နေတဲ့တိုင်းတာလေးရှိနေပါတယ်နော်မိမိတို့ဒီဘယ်ချိန်ဘယ်ကလာမှမြန်မာနိုင်ငံကိုပြန်မလဲမသိနော်ဘယ်လိုအချိန်ခါမှသွားရမယ်ဆိုတာလေအတက်ပြောလို့မရပါဘူးနော်အခုချိန်မှလည်းတစ်ဖက်မှလည်းစိတ်ကောင်းစီအုပ်ချုပ်တင်တဲ့နော်တိုင်းတာလေးတွေနဲ့ပတ်သက်ပြီးတော့မိမိတို့တကယ်လို့ဥပဒေသွားမယ်ဆိုရင်ရခိုင်နှုန်း100မှာအနည်းဆုံး80ရာခိုင်နှုန်းက85ရာခိုင်နှုန်းပေါ့ဗျာ CDN လောက်လာကြတဲ့နော်ကျွန်တော်တို့ရဲ့နိုင်ငံဝန်ထမ်းအတီးတီးပေါ့နော် CDN လောက်လာကြတာပဲဖြစ်ဖြစ် PDF လောက်လာဖြစ်ဖြစ်ရာခိုင်နှုန်း100မှာ85ရာခိုင်နှုန်းကတော့ကျင့်တီပေါ်တက်ခံမှာကျင့်တီတယ်ကျွန်တော်ချင်းချောက်တာမဟုတ်ပါဘူးနော်သူလက်ထဲရောက်စစ်ကောင်ဆရာတော့တတ်မှာပဲနော်မမိတာကောင်းတယ်နော်ပြီးသွားမိမိတို့ရဲ့အသက်နော်မိသားစုတွေနဲ့အများကြီးနစ်နာပါတယ်အဲ့အတွက်ခုတိုင်းသားလေးမှာကျွန်တော်ပြောချင်တယ်ထောက်ထားလေးလုပ်ကြပါထောက်ထားလေးရှိတယ်ဆိုရင်လည်းဘယ်နာပဲတော့ထောက်ထားလေးဒီနော်ယူသွားကြပါယူသွားကြဖို့ကျွန်တော်နေမေတ္တာရက်ခံပါတယ်အလားတူပဲ CDN လောက်လာကြတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမနော်ဌာနဆိုင်ရာအတီးတီးကိုပြ CDN လောက်လာကြတဲ့ဌာနဆိုင်ရာအတီးတီးမှာလည်းခက်ခဲလေးအများကြီးရှိတာလို့ကျွန်တော်အနေနဲ့တွေးမြင်နေရပါတယ်တချို့ဆိုရင်လည်းစင်မပြေတဲ့တိုင်းတာလေးတွေစစ်သား CDN ရဲ CDN ပေါ့နော်ကျွန်တော်မြင်တွေ့နေရတဲ့တိုင်းတာလေးတွေမှာကျွန်တော်ပုံဝင်လည်းပြောရမယ်ဆိုရင်နော်စစ်သား CDN ရဲ CDN ဘယ်နည်းနဲ့မှမြန်မာနိုင်ငံနဲ့ပြန်ဝင်လို့မရတဲ့အတိုင်းတာလေးတွေရှိပါတယ်နော်စစ်သား CDN လို့ရဲ CDN လို့ဆိုတာဘယ်နည်းနဲ့မှမြန်မာနိုင်ငံထဲကိုပြန်ဝင်လို့မရတဲ့အတိုင်းတာလေးတွေရှိတာဝင်မယ်ဆိုရင်တတ်ခံရမှာပဲအဲ့ဒီကျွန်တော်တို့ရဲ့ထိုင်းနိုင်ငံမှာမြင်တွေ့ရတာအရင်တနာဖို့ကောင်းတယ်စစ်သား CDN ရဲ CDN နော်ဌာနဆိုင်ရာ CDN လေးပေါ့ဗျာနော်တော်ထင်းမှာရောက်ရှိလာတဲ့ညီငယ်ငယ်လေးပေါ့နော်သူတို့မှာခုတိုင်းနာမှာရေးကြည့်တာသူတို့ရဲ့စားဖို့နေရေးနော်သူတို့ရဲ့စားဖို့နေရေးနော်ခက်ခဲလေးမြင်တွေ့နေရတယ်တချို့ကျတော့အလောက်ကမရှိတဲ့တိုင်းတာလေးတွေလည်းမြင်တွေ့နေရတယ်နော်အလောက်ကမရှိတဲ့အခါကျတော့နေဖို့စားဖို့တွေလည်းခက်ခဲတဲ့တိုင်းတာလေးရှိတယ်နော်နေစရာမရှိတာလို့စားစရာမရှိတာလို့အဲ့လိုခက်ခဲလေးရှိတဲ့ခါကျတော့တစ်ဖက်မှာရှိတဲ့ဖွဲ့စည်းတွေဆိုလို့ရှိရင်သူတို့တက်နိုင်တဲ့ဘက်ကကူညီပေးတဲ့တိုင်းတာလေးတော့ရှိပါတယ်ကျွန်တော်မရှိဘူးလို့မဆိုလိုပါဘူးရှိပါတယ်ဒါပေမဲ့လည်းလူများစုဟာသူ့အနေနဲ့သူခက်ခဲလေးရှိပါတယ်အဲ့အတွက်မိမိတို့အလုပ်လေးရှိမယ်ဆိုရှိတဲ့လုပ်လေးကိုမှီပြီးလုပ်ပါမပြင်းမရှိပါနဲ့နော်ကိုတိုင်းတာလေးမှာဒီမိမိတို့လူလားတောင်းတနေတော့နော်မိမိတို့လူလားတောင်းတနေတော့ပြည်သူအစိုးရတက်မှတ်တာလည်းရင်မိမိတို့အေးဆေးပြန်နေလို့ရမယ်တိုင်းတာလေးရှိပါတယ်အဲ့အတွက်အခုချိန်ခါမှာမိမိတို့အောင်တော့ရှိဖို့ကနော်စားဖို့နေစင်ပြဖို့ကအဓိကပါပဲကျွန်တော်ပြောချင်တာစားဖို့နေနော်စင်ပြဖို့အဓိကပါပဲ